ဒီနေ့ကျွန်တော်ရှင်းပြခြင်းတဲ့ circuit ကလေးကတော့ကျွန်တော်တို့ Wi-Fi ကိုအသုံးပြုပြီးတော့ပေါ့နော်အိမ်ရဲ့ Wi-Fi မှာချိတ်ထားမယ်ဆိုရင်ကျွန်တော်တို့ Android application ကနေပြီးတော့ကျွန်တော်တို့ရဲ့အိမ်ကလျှက်စစ်မီးတွေလျှက်စစ်မီးလုံးနေပြီးတော့ဒီလို LED မီးကြိုးလေးတွေကို Android app ကိုအသုံးပြုပြီးတော့ Wi-Fi ကနေတစ်ဆင့်ထိန်းချုပ်မယ် circuit ကလေးအကြောင်းပဲဖြစ်ပါတယ်ဒီ circuit ကလေးကိုဒီမှာ ESP8266 လို့ခေါ်တယ်Wi-Fi module ပေါ့နော်ဒီထဲမှာသူက program ရေးလို့ရတယ် program ရေးပြီးတော့ Android app ကနေပြီးတော့လာမယ့် command တွေကိုဒီ Android app ကဘယ်ဟာကိုဖွင့်လိုက်ပါဆိုရင်ဒီ pin ရဲ့ဘယ်နံပါတ်ကိုဖွင့်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ command တွေကိုဒီကောင်ကလုတ်ပေးနိုင်တဲ့ module လေးဖြစ်တယ်ဒီထဲမှာ program ရေးပြီးတော့ကျွန်တော် Android app နဲ့ချိတ်တယ်ပြီးတော့ကျ Android app ကနေပြီးတော့ကျတော့ပေးတဲ့ command တွေကိုဒီမှာပြန်ပြီးအသုံးချတယ်ပေါ့နော်အဲ့လိုနည်းစနစ်နဲ့လောက်ထားတာပါဒီအောင်လေးကတော့DIY သမားတွေတည်ပြီးသားဖြစ်တယ်ပေါ့နော်ဒီ DC to DC converter circuit ကလေးပေါ့နော်ဒါကတော့ step down လေးပေါ့သူကဒီမှာကျွန်တော်ကဒီမှာတွဲဖို့ဝင်ထားတယ်တွဲဖို့ဝင်ထားပြီးတော့ဒီကောင်က5ဖို့ပြန်ပြောင်းပြီးတော့ဒီ ESP8266 ကို5ဖို့ပြန်ပေးတယ်ပေါ့နော်ဒီကောင်ကို5ဖို့နဲ့အလုပ်လုပ်သိချင်လို့ဖြစ်ပါတယ်အဲ့လိုတိုက်ရိုက်မှာ5ဖို့ပဲပေးတာတော့ဆိုတော့ကျွန်တော်တို့ဒီ LED ကြိုးခွေကိုမောင်းဖို့ကြတော့ကျွန်တော်တို့တွဲဖို့လိုတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ MOSFET လေးတွေတုံးပြီးတော့ကျွန်တော်မောင်းထားတယ်သူကတစ်ဆင့်မောင်းတယ်တိုက်ရိုက်ဒီ pin တွေကနေထွက်တဲ့ဟာကိုတိုက်ရိုက်မောင်းလို့မရဘူးဒီမှာ MOSFET တွေနဲ့ဒီတွဲဖို့မောင်းထားတဲ့အခြေအနေမျိုးရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လက်တွေစမ်းကြည့်အောင်ကျွန်တော်ဒီမှာတွဲဖို့ adapter လေးနဲ့ချိန်မယ်ဒါဆိုရင်ဒါ power ရသွားပြီဆိုတဲ့သဘောပေါ့နော် power indicator LED လေးထည့်လိုက်ရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုလည်းထည့်ဖို့လုပ်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကိုယ်တိုင်ရေးထားတဲ့Android app ကလေးရှိတယ်ဒီမှာ smart drive ဆိုတဲ့နာမည်လေးပေါ့နော် app ကလေးကိုသုံးပြီးတော့ကျွန်တော်တို့ဖွင့်လို့ရတယ်ဒီမှာဆိုရင်ချိန်ပြီးသွားပြီအနီးအစိမ်းအပြာအနီးအပြာအစိမ်းအကုန်ဖွင့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်အိမ်ရဲ့လျှက်စစ်မီးလုံးတွေ TV တွေပန်ကားတွေစသဖြင့်ကို control လုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့ကဒီ relay module လို့တယ်ပေါ့နော်ဒီ relay မှာကျွန်တော်တို့ကအိမ်ရဲ့လျှက်စစ် AC မီးတွေကိုချိန်ပြီးတော့ကြတော့ဒီမှာခလုတ်လို့ပုံစံမျိုး switch on switch off လုပ်မယ်ပေါ့နော်ဒါကိုကြတော့ဒီမှာကျွန်တော်ဒီစလုံးလေးဒီမှာတက်မယ်စလုံးလေးတွေကိုတည်တတ်လောက်ထားပြီးရပေါ့နော်ဖွင့်တာကြတော့ဒီ relay 1 relay 2ဆိုတဲ့နေရာကနေပြီးတော့ကျွန်တော်ဖွင့်ပြမယ်နောက်ဒီမှာကျွန်တော် relay တစ်လုံးပွင့်သွားပြီဒုတိယတစ်လုံးစတုတ္တတစ်လုံးပြန်ပိတ်ခြင်းဒီလိုမျိုးပဲဒါ wireless ပဲเนาะဘာမှဒီ wifi နဲ့ပဲဘာမှမလုပ်ဘူး wifi နဲ့ပဲပုံလုံး wifi နဲ့ပဲချိန်ထားတာဒီကတော့ဒီ ESP module လေးကို command ပြန်လည်ပေးကြတယ်ပေါ့နော်အဲ့လိုလုပ်ပါတယ်ဒီ power မရှိတော့ဘူးဆိုရင်ဒီမှာ message ပြတယ်ပေါ့နော် ESP နဲ့ ESP8266 server နဲ့မချိတ်ဆက်နိုင်ပါဆိုပြီးပြတယ်အဲဆို control လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုလေးရှိပါတယ်လို့ဒီလိုမျိုး ESP8266 Orino တို့လို့ program ရေးပြီးတော့ကြတော့ circuit တိဆောက်ရတဲ့ circuit လေးတွေအကြောင်းလည်းကျွန်တော်ရဲ့ channel မှာတင်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အားပေးကြပါအောင်ခင်ဗျာ